တကယ်ဒုက္ခနဲ့ကြုံတွေ့လာရပြီဆိုရင်လေနော်အဲ့အချိန်မှာလေတကယ်ခက်ခဲတယ်နော်ငိုရင်လဲဝမ်းနဲ့လို့ငိုကြွေးမယ်ဆိုရင်လဲငိုကြွေးရင်းနဲ့လဲကြော်ဖြတ်လို့မရတဲ့အချိန်ပေါ့နော်တကယ်ဒုက္ခရောက်လာပြီဆိုရင်မငိုပါနဲ့ငိုလို့ရှိရင်ပို့ပြီးတော့တအားလဲဝမ်းမနေနဲ့တအားလဲမကြောက်နဲ့ပို့ပြီးတော့မှကိုကလေဖြေစရာမရှိဘူးဖြစ်သွားတာဒုက္ခတကယ်တွေ့ပြီဆိုတဲ့ခါကျရင်လေရလည်းမဖြစ်နဲ့လေများနောက်ကလေနင်းကြောင့်ငါကြောင့်မင်းကြောင့်မို့လို့ငါဒီလိုပို့ဖြစ်တယ်လို့မတွေးပါနဲ့လင်းငုံမရဆိုတာလေကံတူအကျိုးပေးပဲသူကံရောကိုယ်ကံရောဒီဒုက္ခကိုကြုံရမယ့်အချိန်ရောက်လို့ကြုံရတာလေနော်အဲ့ဒီခါကျရင်မမပြောပြမယ်ယောက်ျားလေးကဒုက္ခစိတ်ဒုက္ခအကျွေးဒုက္ခပါအိမ်မှာကွာကလေးတွေကလည်းဖျားမိန်းမလည်းဖျားပစားလည်းမရှိဆိုယောက်ျားလေးကပိုစိတ်ညစ်တယ်လေဟုတ်တယ်မလားပို့ပြီးတော့ထွက်ပေါက်ရှာတဲ့ခါကျရင်ယောက်ျားလေးတွေရဲ့ထွက်ပေါက်ကဘာမှလဲအရက်ဆိုင်နေလို့ဘာလို့မဟုတ်တဲ့နားတွေတို့ရောက်သွားလေနော်မမကတော့ဘလို့ကြော်ဖြစ်အဲ့တုန်းကမမတို့ကကားပြေးတာလေနော်ကိုကားကိုဗာလဲဘယ်ရင်ဖမ်းသွားတာအင်ဂျင်ပြန်ကန်ရတာမမပြောဖွယ်လေနော်အင်ဂျင်ပြန်ကန်ရတဲ့အဲ့အချိန်ကအဲ့နဲ့ဟာတကဒုက္ခရောက်ဆုံးပဲကားအောင်နာဘောကနေပြီးတော့စပယ်ယာဘွားရောက်သွားတာဥဆိုရစပယ်ယာလိုက်တယ်ဟေးတပတ်လောက်နေတဲ့ခါကျအတန်ကမထွက်တော့ဘူးဘလို့မှလည်းမလိုက်နိုင်လာတော့ဘူးတကိုယ်လုံးလည်းညောင်းကြိုက်ပြီးဖျားတာပေါ့နော်အဲ့ချိန်မှာကလေးတွေကသား2ယောက်အငယ်သားလေးကမှ2လပဲရှိသေးတဲ့အချိန်ဆိုတော့လေမမလည်းဆက်ပြန်မချုပ်နိုင်သေးတဲ့အချိန်ဆိုတော့တော်တော်လေးကတိကတာဖြစ်တာပေါ့နော်ပြောပြမယ်ကဲကို့မှာပစ္စည်းရှက်ပေါင်စားလေစားပါဘူးစိတ်ဒုက္ခမရောက်နဲ့ဘာမှမဖြစ်ဘူးเนาะဟဲ့မဲပဲလေးနဲ့ပဲထမင်းနဲ့စားတယ်ဟာလားပြီးတော့ခြံထဲမှာရှိတဲ့ဟင်းချိုရွက်လေပြပန်းညိုရွက်ကလေးတွေကောက်ဟင်းချိုလုပ်တယ်စားလဲဘာမှဖြစ်ဘူးလေเนาะအဓိကကကဲသူလည်းနေကောင်းဖို့လိုတယ်ကိုလည်းတမဖို့လိုတယ်စားတော့စားရမှာပဲเนาะစားမမတော့လေပြပန်းညိုဟင်းချိုဆိုပေမဲ့လေကွာလင်မယားနဲ့မင်းစဆိုင်စားရတာလေတကယ်ဟောပေါ်အိုးလောက်မကောက်မိန်တယ်လေနော်ချင်းသမီးနေစားပြီးပြီဆိုမမတို့အဲ့တော့တင်မန်ကုန်မျိုးတစ်ဆိုတော့လေမမတို့ငားနေတဲ့အိမ်ပဲရှိရဝရန်တာရလည်းအကျယ်ကြီးပဲအဲ့ဝရန်တာမှာရုပ်ဆွေဂီတာတီးကျမလည်းကလေးလေးတစ်ဖက်ပွေးကလေးလေးနှုတ်တိုက်ရင်းနဲ့တာအကြီးကောင်လေးကကြောနှစ်ကျော်လေးဆိုစော့နာဗောအဖေနဲ့မင်းနဲ့ဂီတာတီးရှိဆိုသူတို့ကလည်းအရန်ပျော်တာလေကြီးတာတဲ့ကလေးပြောနေတော့ငယ်တဲ့ကလေးကိုလေမိဘတွေပျော်မှအဆင်ပြေမှတို့တွေကလည်းပျော်ကြရတာမလေးကျမတို့လင်မြနောက်ကလည်းဒုက္ခဆိုပဲနားမသိဘူးတချင်းနေဆိုအသားတော့မထွက်နိုင်ကျမပဲဆိုရတာသူကဂီတာတီးအဲ့လိုပေါ့နော်ခဏရောက်ရဲပြီးတော့ရအောင်ကြော်ဖြဲရတာပဲနော်